ကျွန်တော် client အနေနဲ့ meeting လုပ်တဲ့အခါကျရင်ကျွန်တော် client တော်များပေါ့နော်စီးပွားရေးလုပ်ငန်းရှင်တော်များကမေးကြတဲ့မေးခွန်းကကျွန်တော်ဒီဘယ် platform ပေါ်မှာကျွန်တော်တို့ marketing လုပ်ရမလဲဆိုရင်အချက်ကိုသူတို့မသိကြဘူးပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ဒီ video ထဲမှာတော့ဘယ် platform ပေါ်မှာ marketing လုပ်ရမလဲပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့အဲ့ဒါအပြင်မှာတကယ်လို့များကိုကဘယ် platform မှာ marketing လုပ်ရမှာမသိတဲ့အခါကျရင်ကျွန်တော်ဘယ်လိုမျိုးအချက်တွေနဲ့စမ်းစစ်ရမလဲဆိုတော့တစ်ချက်ကျွန်တော်ဒီမှာပြပြပေးတော့မယ်ပေါ့နော်ဆိုတော့အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒါလုပ်ငန်းရှင်အတွက်တကောနောက်တစ်ခုကတခြားဒီ digital marketing ကိုစပြီးတော့business ကိုစပြီးလုပ်ချင်တဲ့သူတွေအတွက်ပေါ့နော်ဆိုတော့အဲ့အတွက်ကတော်တော်လေးအဆင်ပြေပါလိမ့်မယ်ပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်တို့ကိုယ့်ရဲ့ brand nature နဲ့ကျွန်တော်တို့ကိုယ့်ရဲ့ brand ရဲ့ကျွန်တော်ပုံစံကိုသိဖို့လို strategy ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်သိဖို့လိုရမြဆိုတော့အဲ့တော့တချို့ business တွေကြတော့ကျွန်တော်တို့ကကျွန်တော် platform တွေဆိုရင်ကျွန်တော်ဘာရှိမလဲဆိုရင်ကျွန်တော်တို့ Instagram ရှိမယ် Facebook ရှိမယ်ပြီးတော့ TikTok ရှိမယ်ပြီးတော့ကျွန်တော်တို့ LinkedIn ရှိမယ် Pinterest ဆိုစသဖြင့်ပေါ့နော် platform တွေကတော့ကျွန်တော်တို့ social media platform ဖြစ်ဖြစ်တခြား platform ဖြစ်ဖြစ်ပေါ့နော်ဆိုတော့အဲ့ဒါကြီးကတော့ကျွန်တော်တို့အများကြီးရှိတယ်ဥပမာပြ website တွေလည်းလုပ်လို့ရတယ် application တွေလည်းလုပ်လို့ရတယ်ဆိုတော့ကြိုက်တဲ့ platform ကနေကျွန်တော် marketing လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒါကအဓိကမဟုတ်ဘူးပေါ့နော်အဓိကကျွန်တော်တို့ platform တွေ market ထဲမှာဘယ် platform တွေရှိနေလဲဆိုတာကအဓိကမဟုတ်အဓိကကျွန်တော်တို့ဘယ်လိုမျိုးသွားချင်လဲပေါ့နော်ကျွန်တော်တို့ brand ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကအရင်ဆုံးသိဖို့လိုတာပေါ့နော်ကျွန်တော်တို့ brand ကဥပမာပြကျွန်တော်တို့ B2B သွားမယ် business လားပေါ့နော်ဒါမှမဟုတ်လေကျွန်တော်တို့က B2C သွားမယ် business လား consumer ကိုတိုက်ရိုက်ရောင်းမယ် product မျိုးလားပေါ့နော်ပြီးတော့ကျွန်တော်တို့social media ဟိုမှာကျွန်တော်တို့ကသူ့ရဲ့ nature လေးတွေရှိရပေါ့နော်ဟိုမှာ Facebook ဆိုရင်ကျွန်တော်ကဒီ community ပုံစံမျိုးသွားရတယ်ပေါ့နော်ဒီတယောက်နဲ့တယောက် social ဟိုဒီ network တွေ play နဲ့သွားတဲ့ပုံစံမျိုးကျွန်တော်တို့ Facebook ကတော့သွားတယ်ဒါပေမဲ့မြန်မာနိုင်ငံ nature ကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကမြန်မာနိုင်ငံ landscape ကိုပြန်ကြည့်မယ်ဆိုရင် Facebook ကတော့လူတိုင်းသုံးတဲ့ platform ဖြစ်ခဲ့တာပေါ့နော်အခုလည်းကျွန်တော်တို့အတိုင်းတစ်ခုတည်းသုံးကြသေးတယ်ပေါ့နော် VPN တွေကြော်ရတယ်ဆိုပေမဲ့အတိုင်းတစ်ခုတည်းကျွန်တော်ကြော်ခွပြီးတော့သုံးနေကြတော့မယ်ဆိုတော့ Facebook ကလည်းကျွန်တော်တို့မြန်မာနိုင်ငံမှာအသုံးများတယ်ပေါ့နော်ကျွန်တော်နောက်ထပ်ကအရင်တော့ဆိုရင်တော့မြန်မာနိုင်ငံမှာ Facebook တစ်ခုတည်းရပဲအဓိကထားပြီးတော့လဲပတ်နေတာပေါ့နော်အခုနောက်ပိုင်းမှာတော့ကျွန်တော်က TikTok ကျွန်တော်တို့ပို့ပြီးတော့သုံးလာကြတယ်ပြီးတော့ Instagram ကိုပို့ပြီးသုံးလာကြတယ်အထူးသဖြင့်လူငယ်ပိုင်းနေမှာဆိုရင်TikTok နဲ့ကျွန်တော်တို့ Instagram ကိုပို့ပြီးတော့သုံးလာကြတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ကnature ကိုကြည့်တဲ့အခါကျရင်ကျွန်တော်တို့ကိုယ့်ရဲ့ brand nature ကိုလည်းကျွန်တော်တို့ကြည့်ဖို့လိုရယ်ကို brand ကဘယ်သူတွေကို target ထားမလဲပေါ့နော်လူကြီးတွေကို target ထားမလားအဲဆိုရင်တော့ Facebook ဆိုရင်ကျွန်တော်တို့အဆင်ပြေမယ်ပေါ့နော်မဟုတ်ဘူးကျွန်တော်ကလူငယ်တွေကိုလည်း target ထားကြလာလို့ရှိရင် TikTok တို့ပြီးတော့ရင်ကျွန်တော်တို့ Instagram တို့မျိုးဟာမျိုးလည်းအဆင်ပြေတယ်ပေါ့နော်ဆိုတော့အဲ့တော့ကိုယ့်ရဲ့ brand ပုံစံကိုကျွန်တော်တို့ကကြည့်ဖို့လိုရယ်ဘယ်သူတွေကို target လုပ်မလဲဆိုတော့ကြည့်ဖို့လိုရယ်နောက်တစ်ခုကကျွန်တော် strategy ပေါ့နော်ကိုကဘယ် platform တွေမှာကိုယ့်ရဲ့ brand ကိုတည်ခြင်းလဲပေါ့နော်ဆိုတော့အဲ့ဒါကိုလည်းကျွန်တော်တို့ကစဉ်းစားဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့ဒါကအမှန်တမ်းပြောရင်တော့တိတ်တော့ဟိုပေါ့နော်အရေးတော့ကြီးရဆိုပေမဲ့ factor တစ်ခုအနေနဲ့ပဲအရေးကြီးအောင်နော်အဲ့ထက်အရေးကြီးတဲ့အချက်တွေရှိရပေါ့နော်အဲ့တော့အဓိကကခုနကဟာပြန်ကြည့်ရအပြင်မှာကျွန်တော်ကဒီနိုင်ငံအလိုက်ထုတ်ပေးတဲ့ social media data တွေရှိရပေါ့နော်ဥပမာဖြင့် Facebook နဲ့ပတ်သက်တဲ့ဟာမျိုးဒါမှမဟုတ်လေဒီ internet user နဲ့ပတ်သက်တဲ့ဟာမျိုးဒါမှမဟုတ်လေ Instagram နဲ့ပတ်သက်တဲ့ဟာ usage တွေဘယ်လိုမျိုးရှိလဲဆိုတာကိုကျွန်တော်တို့ကနိုင်ငံအလိုက်ကိုကျွန်တော်တို့ကထုတ်ပေးတဲ့ data တွေရှိရပေါ့ဒါကအဖွဲ့အစည်းတွေကထုတ်ပေးတဲ့ဟာမျိုးရှိရပေါ့နော်ဆိုတော့အဲ့ data တွေကျွန်တော်အကြံဉာဏ်ဖတ်ကြည့်လို့ရရပေါ့အဲ့တော့ဒီနှစ်မှာတော့2026မှာမြန်မာနိုင်ငံမှာ internet သုံးတဲ့သူဘယ်နှယောက်ရှိတယ်အဲ့ထဲမှာဘယ်နှယောက်က mobile သုံးလဲဘယ်အပိုင်းအစားကဘယ် ratio ကကျွန်တော်တို့ဖုန်းနဲ့သုံးလဲဘယ် ratio က tablet နဲ့သုံးလဲဘယ် ratio ကကွန်ပျူတာနဲ့သုံးလဲဆိုတဲ့ဟာမျိုးကျွန်တော်ပါမယ်ပြီးတော့ကျွန်တော်ဘယ် social media ကိုအဓိကထားပြီးတော့သုံးကြလဲဆိုတာမျိုးအဓိကပါအဲ့တော့ data တွေကတော့ကျွန်တော်တို့အများကြီးတော့ရှိတယ်အဲ့ထဲမှာကျွန်တော်တို့ကဟိုအတိအကျယူတာမျိုးတဲ့ဆိုင်ဟိုပေါ့နော်အဓိကတော့ assuming လုပ်တဲ့သဘောပေါ့နော်ဥပမာပြင်ဒီ data အရတော့ကျွန်တော်တို့က data ကိုမှ source တစ်ခုတွေကြည့်ရမျိုးမဟုတ်ဘဲနဲ့ source အများကြီးကြည့်ပြီးတော့ကျွန်တော်တို့ကကိုယ့် platform နဲ့ live ဖတ်မဲ့လူငယ် segment ကိုကျွန်တော်တို့ကဒါမှမဟုတ်လူကြီး segment ကိုသိချာကြည့်ပြီးတော့ဘယ် platform မှာကျွန်တော်တို့အဓိကထားပြီးတော့ marketing လုပ်ရမလဲဆိုတော့စဉ်းစားဆုံးဖြတ်တင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါအပြင်ဟိုမှာကျွန်တော်တို့ကနောက်ထပ်အရေးကြီးဆုံးပေါ့နော်ဆိုအရေးအကြီးဆုံးအချက်တစ်ချက်ကတော့ဗာလဲဆိုတော့ resource ပေါ့နော်ဆိုတော့ကျွန်တော်ဆိုရင် client တွေကို consultation လုပ်ပေးတဲ့အခါကျရင်ကျွန်တော် share ဟာတွေကတော့အဆင်ပြေပေါ့နော်ဒါပေမဲ့ဒုတိယအဲ့ resource မှာအဆင်မပြေကြဘူးပေါ့နော်အဲ့တော့ကျွန်တော်ကplatform တစ်ခုကိုဒီရဲပေါ့နော်ဥပမာကျွန်တော် Facebook marketing လုပ်တယ်ဆိုပါစို့ပေါ့နော်ကျွန်တော် Facebook marketing တစ်ခုတည်းမလုပ်ချင်ဘူးကျွန်တော်တို့က TikTok marketing မှာလုပ်ချင်တာမျိုးလို့ပြောလာပြီဆိုရင်ကျွန်တော်တို့ကအရင်ဆုံးကျွန်တော်ကဘာကိုကြည့်ရမှာလဲဆို resource ကိုကြည့်ရမှာ resource ကိုပြောတဲ့အခါကျအရင်ဆုံး resource ဆိုတာကပတ်စံပဲဆိုတော့ budget ပေါ့နော်ဆိုတော့အဲ့ budget လိုတာအဲ့ပတ်စံကိုကျွန်တော်တို့ကဟိုသုံးပေးဖို့လိုတာဖြစ်တဲ့အတွက်အဲ့ပတ်စံကိုကျွန်တော်တို့ကဟိုမရှိဘူးဆိုရင်အဆင်မပြေဘူးအဲ့ marketing budget မရှိနေဘူးဆိုအဆင်ဆိုလိုချင်တာကဥပမာ Facebook marketing ကိုကျွန်တော်တစ်လ10သိန်းသုံးတယ်ဆိုပါစို့ပေါ့နော်
တလားတိုးတယ် budget 10သိန်းသုံးတယ်ဆိုရင်ကျွန်တော်တို့က TikTok marketing လုပ်မယ်ဆိုရင် TikTok အတွက်ကုန်ကျစရိတ်ကဖြစ်လာပြီပေါ့နော်ဥပမာပြဗီဒီယိုရိုက်ရတာမျိုးရှိမယ်ဗီဒီယိုမရိုက်ဘူးပေါ့နော်ကျွန်တော်က Facebook ကတင်တဲ့ဟာကိုပဲသွားတင်မယ်ဆိုရင်တော့မှကျွန်တော်ကအချိန် resource ကုန်မယ်ပြီးတော့ကျွန်တော်တို့ကတချို့ဟာတွေပြောင်းလဲတာမျိုးရှိမယ်ဥပမာတချို့ဗီဒီယိုလေးပြန်ပြောင်းရတာမျိုးရှိကောင်းရှိနေမယ်ပေါ့နော် motion graphic လေးပြောင်းရတာမျိုးရှိကောင်းရှိနေမယ်အဲ့တော့ဒီအတွက်ကျွန်တော်တို့က resource တွေလိုလာပြီပေါ့နော်အထူးသဖြင့် budget ပေါ့နော်အဲ့တော့budget ကကျွန်တော်တို့ကပုံမှန်ထက်10သိန်းသုံးမယ်ဆိုရင် Facebook အတွက်10သိန်းသုံးမယ်ဆိုရင်ကျွန်တော်တို့ကFacebook ထဲကနေပြီးခွဲပြီးတော့ပေးပြီးတော့သုံးမယ်ဆိုလဲကျွန်တော်တို့ကလက်ရှိမူရင်းplatform ပေါ်မှာကျွန်တော် budget ကလျှော့သွားမှာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်ကဘယ်လိုမျိုးလုပ်လဲဆိုရင်တော့အဲ့ဒီ platform ကိုတိုးသုံးမှုကျွန်တော်တို့ကတခြား platform ကိုတိုးပြောင်းလုပ်မယ်ဆိုရင်ကျွန်တော်တို့က budget ပါတိုးဖို့လိုတာပေါ့နော်။ဥပမာ Facebook မှာ10သိန်းလောက်ဆိုရင် TikTok တော့9သိန်းလောက်ပြန်သုံးမယ်ဆိုတာမျိုးပေါ့နော်10သိန်းလောက်သုံးမယ်အဲ့တော့အဓိက resource ကအဓိကတော့ပတ်စံပေါ့နော်ဆိုတော့ marketing budget လို့ကျွန်တော်တို့ကသုံးပါပေါ့နော်ဆိုတော့ marketing budget ကပိုကုန်မယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကပေါ့နော်လက်ခံဖို့လိုတယ်ပေါ့နော်ကျွန်တော်ပုံမှန် platform တစ်ခုပြောင်းနေဆိုတာကနောက်ထပ်ထပ်ချက်တယ်ဆိုတာကဒီတိုင်းလေးကျွန်တော်ထပ်ချက်လိုက်လို့မရဘူးအဲ့အတွက်ကြောင့်ကုန်ကျမှုတွေရှိလာတယ်အထူးသဖြင့်ပတ်စံကုန်ကျမယ်ပြီးတော့ကျွန်တော်တို့လူအင်အားကုန်ကျမှုရှိမယ်ပြီးတော့ကျွန်တော်ကအချိန်ကုန်ကျမှုရှိမယ်ပေါ့နော်ကိုတယောက်တည်းလောက်ရတယ်ဆိုရင်ကျွန်တော်ကုန်ကျမှုကအချိန်ရောငွေရောအကုန်လုံးကုန်တာပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော် creative လည်းကုန်တယ်ဆိုတော့ creative ကုန်တယ်ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ဥပမာ TikTok ဆိုရင်ကျွန်တော်ကအထူးသဖြင့် video base platform ပေါ့နော်ဆိုတော့ video အတူလေးတွေတွားပြီးတော့တင်ရတဲ့ platform ဖြစ်တဲ့အတွက်တေချာပေါက် TikTok marketing မှာပေါက်ချင်တယ်လုပ်ချင်တယ်ဆိုရင်တေချာပေါက် video ရိုက်ရမှာပေါ့နော်ဆိုတော့ video ရိုက်လို့ကျွန်တော်ကသူများရဲ့လို camera တွေမငါဘူး camera တွေမဝယ်ဘဲနဲ့ရိုက်မယ်ဆိုရင်တောင်မှကျွန်တော်ကဖုန်းကောင်းတစ်လုံးရှိဖို့လိုလာပြီပေါ့နော်ပြီးရင်ကျွန်တော်တို့လိုအပ်တဲ့မီးတွေပြီးတော့ကျွန်တော်တို့ဒီ tripod တွေအဲ့လိုမျိုးဟာတွေလိုလာဖြစ်တဲ့အတွက်အဲ့အတွက်ကြောင့်ကျွန်တော်တို့budget ကလိုအပ်လာပြီတကယ်လို့များကျွန်တော် agency ငှားပြီးရိုက်မယ်ဆိုလဲကျွန်တော်က agency ကိုပေးရမယ့်ပတ်စံကျွန်တော်တို့ကုန်ကျမှုတွေဖြစ်လာပြီပေါ့နော်ကိုယ်တိုင်ရိုက်မယ်ဆိုလဲကျွန်တော်တခြားခုနကပြောတဲ့ investment တွေလိုလာပြီကိုယ်တိုင်ရိုက်မယ်ဆိုလဲကျွန်တော်တို့ကအချိန်ပေးရတော့မယ်ပေါ့နော်ဆိုတော့ video တစ်ခုရိုက်ဖို့ဆိုရင်အနည်းဆုံး3-4နိုင်တော့ပေးရတာဖြစ်တဲ့အတွက်ဒါရိုက်ရုံပဲရှိသေးရပါတော့ edit လုပ်တာပဲမပါသေးဘူးအဲ့တော့ပြောမယ်ဆိုရင်တော့ဒါကုန်ကျမှုတွေဖြစ်လာတယ်ပေါ့နော်နောက်တစ်ခါ platform management လို့ခေါ်တဲ့ဒီ platform တစ်ခုကိုထိန်းသိမ်းရတဲ့အပိုင်းတွေလေကျွန်တော်တို့လိုအပ်လာပြီပေါ့နော်ဥပမာဖြင့်ကျွန်တော်တို့ Facebook marketing လုပ်မယ်ဆိုရင် Facebook မှာလာမယ်စာအုပ်ပဲဖြည့်ရမယ်ပေါ့နော် Facebook မှာလာမယ် inquiry ကိုပဲကျွန်တော်တို့ဖြည့်ရမယ်ကို TikTok marketing လုပ်ပြီးဟေ့ဆိုရင် TikTok မှာလာမယ်ကျွန်တော် inquiry ပဲကျွန်တော်တို့ဖြည့်ဖို့လိုတယ် customer တွေမေးတာကိုဖြည့်ဖို့လိုတယ် customer တွေပြောကြတာကိုကျွန်တော်တို့က reply လုပ်ပေးဖို့လိုတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ community management လို့ခေါ်တဲ့ platform management ကလည်းကျွန်တော်တို့ platform တစ်ခုတိုးသွားတာနဲ့အများကျွန်တော်တို့အဲ့ resource ကကျွန်တော်တို့ထွက်လာမှာပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်နောက်ဆုံးပြန်ပြီးတော့အကြံပေးချင်တာကကျွန်တော်ဒါ client တွေလည်းပြန်ပြီးအကြံပေးချင်တာကဘာလဲဆိုတော့ဘယ် platform ကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုပေါ့နော်သူများပြောတိုင်းကျွန်တော်လိုက်ကြအောင်ဖို့ထက်ဆိုင်ရင်ကိုမှရှိတဲ့ resource နဲ့ကိုက်နေတဲ့ platform တစ်ခုကိုပဲကျွန်တော်က focus လုပ်အရင်ဆုံးပေါ့နော်အရင်ဆုံး focus လုပ်ဖို့လိုတယ်ဥပမာကိုကကိုယ့်ရဲ့ business ကကျွန်တော်တို့က Facebook marketing လုပ်လို့အဆင်ပြေတယ်ဆိုရင် Facebook marketing တစ်ခုတည်းကိုပဲကျွန်တော်တို့ကအရင်ဆုံးfocus လုပ်ပြီးတော့ဒါကိုတေချာလေး run မယ်ဆိုရင်တော့အဆင်ပြေအဲ့မှာမှကျွန်တော်တို့ကပို့ပြီးတော့generate လုပ်ပြီးတော့ဗောနော် revenue အရာကိုကျွန်တော်တို့တခြား benefits တွေအရာနောက်က branding အရာကိုgenerate လုပ်တဲ့ခါကျရင်ကျွန်တော်ပို့ပြီးတော့ပို့ပြီးတော့နောက်တစ်ခုချဲ့ထွင်တဲ့အခါပို့လွယ်တယ်ပေါ့နော်ဆိုလိုချင်တာက Facebook မှာအောင်မြင်ပြီးသား brand တစ်ခုက TikTok ဖွင့်လဲအဲ့လောက်ကြီးထိမယုံကန်အောင်ပေါ့နော်နှစ်ခုလုံးဆက်စချင်းလုပ်နေမယ်ဆိုရင်တော့နှစ်ခုလုံးမှာကျွန်တော် focus တွေကျွန်တော်တို့ပျောက်မှာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကတော့ကိုသာ budget တာအများကြီးရှိတယ် unlimited ဖြစ်မယ် unlimited ဆိုတာထက်ပေါ့နော် budget အများကြီးကျွန်တော်တို့သုံးနိုင်နေဆိုရင်တော့ best platform လုပ်ဘယ်နှစ်ခုသုံးခုပဲလုပ်လို့ပေါ့နော်ဒါက is okay ပေါ့နော်အဆင်ပြေတယ်ဒါပေမဲ့တစ်ခုရှိတာကခုနပြောလို့ပဲ budget ကလည်း limit ဖြစ်တယ်ပေါ့နော်တလောက် budget ဘယ်လောက်ပဲသုံးမယ်ဆိုပြီးတော့ယာထားလည်းရှိတယ်ပေါ့နော်အဲ့ရလည်းအရင်ကျွန်တော်တို့flexible လုပ်လို့မရဘူးဆိုရင်တော့ကျွန်တော် platform တစ်ခုတည်းကိုပဲ focus လုပ်ပြီးတော့လုပ်စေချင်တယ်Facebook မှာမဟုတ်ဘူးပေါ့နော် Facebook marketing ပဲလုပ် TikTok marketing တစ်ခုတည်းပဲလုပ်ပေါ့နော်တစ်ခုတချို့ရောက်လေ TikTok မှာပဲပေါက်တဲ့ brand တွေလည်းရှိတယ်ပေါ့နော်အထူးသဖြင့် clothing brand လေးတွေဆိုရင်ကျွန်တော် TikTok မှာပို့ပြီးပေါက်ကြတယ်ပို့ပြီးတော့လည်းသူတို့ရောင်းရတယ်ပေါ့နော်အဲ့တော့TikTok marketing လုပ်နေတဲ့လည်းမှာကို Facebook လေးလုပ်ရှင်လာဆိုပြီးတော့ကျွန်တော်လာပြတဲ့ခါကျရင်အဓိကအဲ့ resource ကိုကျွန်တော်တို့ကကြည့်ရတာပေါ့နော်တခြား strategy တွေပါကြီးကအရေးမကြီးမဟုတ်ကြီးရဒါပေမဲ့strategy ချထားပြီးတဲ့အခါကျရင် implementation လိုက်မလုပ်နိုင်ဘူးဆိုရင်ကျွန်တော်တို့က strategy ချထားတယ်အလကားပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ပြောချင်တာက resource ကအရေးကြီးရယ်budget resource ရှိမယ်ပြီးတော့လူအင်အားဒါမှမဟုတ်လဲကျွန်တော်တို့ဝန်ထမ်းဒါမှမဟုတ်လဲကျွန်တော်တို့ agency MS ဆိုလဲကျွန်တော်တို့ကဒီပတ်စံကုန်ကြမှုကြီးရှိတာဆိုတော့လေအဲ့ resource ကအရေးကြီးရလို့ပြောချင်ပါတယ်ဆိုတော့ဒီဟာလေးကစီးပွားရေးလုပ်ငန်းရှင်တွေအတွက်အကျိုးတစ်ခုရှိမယ်လို့ပြောလိုက်ပါတယ်ကျေးဇူးတင်ပါတယ်